လဘာဘူးပရိသတ်တွေပါပောက်ကွဲခဲ့ရတဲ့အာဆင်နယ်ပွဲစဉ်ကဖြစ်ရဲ့အားလုံးပဲမင်္ဂလာပါဒီမှာနေ့ညကရှင်ပင်ကစားခဲ့တဲ့ယူကာဆယ်နဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းကငကိုတခုဆိုတဲ့ရလဒ်နဲ့နိုင်ရသွားခဲ့တဲ့ဆိုပေမဲ့အငင်းပွားလေးဟာဖြစ်ရည်လေတွက်ပေါ်လို့လာခဲ့ပါတယ်ဒီဘက်မှာအာဆင်နယ်တို့ကစင်ဂျေးစ်ဘက်မှာမာအီနိုဂါဘရီယယ်တို့ရဲ့နောက်ကျသုံးဂိုးတွေနဲ့နိုင်ရခဲ့တာဖြစ်ပြီးဖိုးတန်နိုင်သုံးဘက်ကိုရယူသွားနိုင်ခဲ့တာပါဒီမှာပရိသတ်တွေရှာပြောစရာဖြစ်ခဲ့တာကကွဲလေတိုင်းနဲ့ဗီအာတို့ရဲ့ဆုံးဖြတ်ချက်တွေဖြစ်ပြီးအငင်းပွားလေးဟာဖြစ်ရများသောကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ပွဲစား14မိနစ်မှာကလေးကရောဂါရပေါ်နယူကာဆယ်ကိုသမားနစ်ပုတ်ပြည်တော်မကျူးလွန်ခဲ့တာကလုံးဝတိတာလုံးနေပြီးပနတီပေးကိုပေးရမယ်အနေထားပါဒါပေမဲ့ဗီအာကတော့လုံးဝလက်မခံဘဲပြသွားခဲ့တာပါဒါပြင်လဘာဦးပေးတဲ့တချို့ကလည်းအာဆင်နယ်တို့ခြေပါကိုရရှိပြီးနောက်ပိုင်းကိုရီးယားအတွင်းမှာဂါဘရီယယ်လက်ထိခဲ့တာကိုပနတီမပေးခဲ့မှုပေါ်ကွဲလေတိုင်းကိုဒေါသထွက်နေခဲ့ကြတာဖြစ်ပြီးလဘာဦးပန်ပေးတစ်ခုဆိုရင်နယူကာဆယ်ရဲ့နိုင်ပွဲကိုခွင့်ယူခံလိုက်ရတယ်ဆိုပြီးတော့လောင်ပြောင်နေခဲ့ကြတာဖြစ်ပါတယ်ဒီဖြစ်ဖြစ်မှာဘောလုံးကဂါဘရီယယ်ရဲ့ခြေထောက်နဲ့ထိပြီးမှလက်ကိုမှန်ခဲ့တာကြောင့်ဆိုပြီးကွဲလေတိုင်းကပနတီမပေးခဲ့တာပါဒါကြောင့်အာဆင်နယ်ကအနိုင်ရရှိသွားခဲ့ပြီးလဘာဦးနဲ့9မှတ်ကွာနေတာကိုရှော့ချနိုင်ခဲ့ကအခုဆိုရင်2မှတ်သာကွာရတာပြီးအမှတ်သာရောခဲ့ရင်ကွာချက်ကဒီချက်ကိုများပြားသွားမှာဖြစ်ပါတယ်နယူကာဆယ်ပရိသတ်တွေကတော့သူတို့အသင်းရမယ့်နိုင်ပွဲကိုပြည့်စည်ခံလိုက်ရတယ်ဆိုပြီးဝေဖန်နေကြသလိုအာဆင်နယ်ပရိသတ်တွေကလည်းယူကာလက်ဆောင်ရမယ့်ပန်နတီပြပြခံရတာပြန်တော့ပြပြီးသူတို့အတွက်လည်းနစ်နာခဲ့တယ်လို့တုံ့ပြန်နေကြတာဖြစ်ပါတယ်